ချစ်မိတ်ဆွေခုနှစ်ရက်သမီးရှင်နေဖွားများအားလုံးတို့ရောဓမ္မမိတ်ဆွေအပေါင်းတို့ရောဖေရင်ချစ်ပရိသတ်အပေါင်းများနေတဲ့ကွာဆရာမပွင့်တိခိုင်ချစ်လာစွာတော့ခုနှစ်ရက်သမီးရှင်နေဖွားများအားလုံးတို့နဲ့ချစ်တဲ့ဖက်သမီးအားလုံးတို့မင်္ဂလာပါရှင်ဆရာမပွင့်တိခိုင်ဖြစ်ပါတယ်ဆရာမနဲ့တူတူရွှေလက်တွဲပြီးတော့ပေါ့နော်နှစ်စဉ်လစဉ်အပတ်စဉ်ရွှေလက်တွဲလေးထံဝင်ကြတဲ့ခုနှစ်ရက်သမီးရှင်နေဖွားများအားလုံးတို့တူတယောက်ချင်းစီတိုင်းအတွက်ရောပေါ့နော်ယခုမှအဋ္ဌံစဝင်မှာဖြစ်တဲ့ဆ iam ကိုယ်တိုင်ပေါ့နော်ရှင်းပြပေးပါဆ iam ရဲ့အကောင့်ထဲတွေ page ထဲတွေ TikTok တွေကိုလည်းဝင်ကြည့်ပြီးပါပြီပေါ့နော်ဒါပေမဲ့ဆ iam ကိုယ်တိုင်လေးတစ်ခေါက်လောက်ရှင်းပြတယ်မြစ်တာအစွမ်းထက်လေးခံယူခြင်းလို့ပါဆိုတဲ့ခုနှစ်သမီးအားလုံးတို့အတွက်ပေါ့နော်အခုမှစဝင်မဲ့သူတွေအတွက်အားလုံးကိုဆ iam အသေးစိတ်လေးဆက်လက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ဆ iam နဲ့အတူတူရွှေလက်တွဲပြီးတော့ပေါ့နော်အဋ္ဌံဝင်ကြမဲ့သူတွေကတော့6လပိုင်းပေါ့နော်9ရက်နေ့မှာစမှာဖြစ်ပါတယ်ရှင်တရဏဂုံ3ပါဂုံတော်9ပါပေါ့နော်24ပစ္စည်းပဋ္ဌာန်းအကျဉ်းကိုဗရီးတစ်လုံးချနဲ့6ဘတ်စိတ်ရမှာဖြစ်ပါတယ်ရှင်ဗရီးတစ်လုံးချနဲ့ဗရီး6ဘတ်စိတ်ရမှာဖြစ်ပါတယ်ရှင်108လုံးဗရီးအသားဗရီးလေးနဲ့စိတ်ရမှာဖြစ်ပါတယ်နော်108လုံးဗရီးအသားဗရီးလေးနဲ့စိတ်ရမှာဖြစ်ပါတယ်ရှင်ဆ iam နဲ့တူတူပေါ့နော်ရွှေလက်တွဲပြီးတော့အဋ္ဌံဝင်လာကြတဲ့ခုနှစ်ရက်သမီးရှင်တွေဖွားများအားလုံးတို့စီးပွားတွေအဆင်ပြေတယ်အလုပ်ကိုင်တွေအဆင်ပြေတယ်ပေါ့နော်များစွာအဆင်ပြေတယ်တဲ့ဆ iam ရဲ့ page တွေအကောင့်တွေပေါ့နော်အနောက်ရှက်တိုက်ခိုက်ရန်နေများပြီးတော့ဖြည့်ဆည်းခံရတာတော့မှယခုချိန်ထိအဋ္ဌံဝင်နေတဲ့အောင်မြင်နဲ့အောင်မြင်ပါတယ်ဆိုပြီးတော့မှ comment တွေလာရေးပေးတဲ့ page တွေအကောင့်တွေမှာ comment တွေလာရေးပေးတဲ့ခုနှစ်ရက်သမီးရှင်တွေဖွားများအားလုံးတို့ကိုလည်းပဲကျေးဇူးအများကြီးတင်ပါတယ်ဒီထက်မကလည်းပို့ပြီးတော့မှအောင်မြင်တိုးတက်ကြပါစေအလုပ်ကိုင်တွေလည်းအဆင်ပြေကြပါစေရှင့်ဆ iam ဘသူ့ဟိုမှာ blog လိုက်တာမဟုတ်ပါဘူးဆ iam 9နှစ်ကျော်ကာလစူးစမ်းထားတဲ့ page ကော Facebook အကောင့်ကောဖြည့်ဆည်းခံလိုက်ရတာဖြစ်ပါတယ်เนาะအဲ့အတွက်ကြောင့်မို့ဆ iam တက်ကနေပြီးတော့ပြန်စနေရတာဖြစ်ပါတယ်ဆ iam နဲ့အတူတူပေါ့เนาะရွှေလက်တွဲပြီးတော့အဋ္ဌံဝင်လာခဲ့ကြတာပေါ့เนาะ online ကနေပြီးတော့2018ကနေပြီးတော့2025ပေါ့เนาะမေလအထိ90ကြိမ်မြောက်ပေါ့နော်အဋ္ဌံဝင်လာခဲ့ကြတဲ့သူတွေကတော့9လပိုင်း9ရက်နေ့ကနေပြီးတော့14ရက်နေ့ထိ10ရက်အဋ္ဌံအောင်သွားပါပြီ9လပိုင်း9ရက်နေ့ကနေပြီးတော့19ရက်နေ့အထိဟာ15ရက်အဋ္ဌံအောင်သွားပါပြီ9လပိုင်း9ရက်နေ့ကနေပြီးတော့9လပိုင်း31ရက်နေ့စနေနေ့အထိကတော့28ရက်ပေါ့နော်ရွှေလက်တွဲအဋ္ဌံအောင်မြင်သွားကြပါပြီရှင်ယခုဆ iam အသေးစိတ်လေးပြန်လဲပြီးတော့ပေါ့နော်ရှင်းပြပေးမှာကကြတော့61လမြောက်62ကြိမ်မြောက်ရွှေလက်တွဲအဋ္ဌံဖြစ်ပါတယ်ရှင်6လပိုင်း9ရက်နေ့ကနေပြီးတော့ပေါ့နော်6လပိုင်း14ရက်နေ့အထိဗရီးတလုံးချနဲ့ဗရီး6ဘတ်ဆက်ရမယ်10ရက်အဋ္ဌံ